Bodho me dharana enya nati Buddha dharana gisami Buddha buzemi Dhammo me dharana enya nati Dhamma dharana gisami Dhamma buzemi Tango me dharana enya nati Tanga dharana gisami Tanga buzemi Bodho myaswa bhayatiမေတပီတော်ဤတရဏံကိုယ်ွယ်ရာပါတိအဉ္ဉံဖယားမတပါအခြားသောကိုယ်ွယ်ရာသည်နတ္ထိမရှိပါဗုဒ္ဓမြတ်စွာဘုရားကိုတရဏံကိုယ်ွယ်ရာဟု၍ကိစ္ဆာမိစိကပ္ပယိဗုဒ္ဓမြတ်စွာဘုရားကိုပူဇေမိပူဇော်ပါ၏ဓမ္မောတရားတော်သည်မေတ္တိတော်ဤတရဏံကိုယ်ွယ်ရာပါတိအဉ္ဉံမြတ်စွာဘုရားဤတရားမှတပါသောကိုယ်ွယ်ရာသည်နတ္ထိမရှိပါဓမ္မတရားတော်ကိုတရဏံကိုယ်ွယ်ရာဟု၍ကိစ္ဆာမိစိကပ္ပယိဓမ္မတရားတော်ကိုပူဇေမိပူဇော်ပါ၏တန်ဃောတန်ဃာတော်သည်မေအကျွန်ုပ်ဤမေတပည့်တော်ဤတရဏံကိုယ်ွယ်ရာပါတိအဉ္ဉံမြတ်စွာဘုရားရှိတပိသာတန်ဃာတော်မှတပါအခြားသောကိုယ်ွယ်ရာသည်နတ္ထိမရှိပါတန်ဃာတော်ကိုတရဏံကိုယ်ွယ်ရာဟု၍ကိစ္ဆာမိစိကပ္ပယိတန်ဃာတော်ကိုပူဇေမိပူဇော်ပါ၏ဗုဒ္ဓမေတရဏံအဉ္ဉံနတ္ထိဗုဒ္ဓံတရဏံကိစ္ဆာမိဗုဒ္ဓံပူဇေမိဓမ္မောမေတရဏံအဉ္ဉံနတ္ထိဓမ္မံတရဏံကိစ္ဆာမိဓမ္မံပူဇေမိတံဃောမေတရဏံအဉ္ဉံနတ္ထိတံဃံတရဏံကိစ္ဆာမိတံဃံပူဇေမိဗုဒ္ဓမြတ်စွာဘုရားသည်မေတပီတော်ဤတရဏံကိုယ်ွယ်ရာပါတိအဉ္ဉံဖယားမတပါအခြားသောကိုယ်ွယ်ရာသည်နတ္ထိမရှိပါဗုဒ္ဓမြတ်စွာဘုရားကိုတရဏံကိုယ်ွယ်ရာဟု၍ကိစ္ဆာမိစိကပ္ပယိဗုဒ္ဓမြတ်စွာဘုရားကိုပူဇေမိပူဇော်ပါ၏ဓမ္မောတရားတော်သည်မေတ္တိတော်ဤတရဏံကိုယ်ွယ်ရာပါတိအဉ္ဉံမြတ်စွာဘုရားဤတရားမှတပါသောကိုယ်ွယ်ရာသည်နတ္ထိမရှိပါဓမ္မတရားတော်ကိုတရဏံကိုယ်ွယ်ရာဟု၍ကိစ္ဆာမိစိကပ္ပယိဓမ္မတရားတော်ကိုပူဇေမိပူဇော်ပါ၏တန်ဃောတန်ဃာတော်သည်မေအကျွန်ုပ်ဤမေတပည့်တော်ဤတရဏံကိုယ်ွယ်ရာပါတိအဉ္ဉံမြတ်စွာဘုရားရှိတပိသာတန်ဃာတော်မှတပါအခြားသောကိုယ်ွယ်ရာသည်နတ္ထိမရှိပါတန်ဃာတော်ကိုတရဏံကိုယ်ွယ်ရာဟု၍ကိစ္ဆာမိစိကပ္ပယိတန်ဃာတော်ကိုပူဇေမိပူဇော်ပါ၏ဗုဒ္ဓမေတရဏံအဉ္ဉံနတ္ထိဗုဒ္ဓံတရဏံကိစ္ဆာမိဗုဒ္ဓံပူဇေမိဓမ္မောမေတရဏံအဉ္ဉံနတ္ထိဓမ္မံတရဏံကိစ္ဆာမိဓမ္မံပူဇေမိတံဃောမေတရဏံအဉ္ဉံနတ္ထိတံဃံတရဏံကိစ္ဆာမိတံဃံပူဇေမိဗုဒ္ဓမြတ်စွာဘုရားသည်မေတပီတော်ဤတရဏံကိုယ်ွယ်ရာပါတိအဉ္ဉံဖယားမတပါအခြားသောကိုယ်ွယ်ရာသည်နတ္ထိမရှိပါဗုဒ္ဓမြတ်စွာဘုရားကိုတရဏံကိုယ်ွယ်ရာဟု၍ကိစ္ဆာမိစိကပ္ပယိဗုဒ္ဓမြတ်စွာဘုရားကိုပူဇေမိပူဇော်ပါ၏ဓမ္မောတရားတော်သည်မေတပီတော်ဤတရဏံကိုယ်ွယ်ရာပါတိအဉ္ဉံမြတ်စွာဘုရားဤတရားမှတပါသောကိုယ်ွယ်ရာသည်နတ္ထိမရှိပါဓမ္မတရားတော်ကိုတရဏံကိုယ်ွယ်ရာဟု၍ကိစ္ဆာမိစိကပ္ပယိဓမ္မတရားတော်ကိုပူဇေမိပူဇော်ပါ၏တန်ဃောတန်ဃာတော်သည်မေအကျွန်ုပ်ဤမေတပည့်တော်ဤတရဏံကိုယ်ွယ်ရာပါတိအဉ္ဉံမြတ်စွာဘုရားရှိတပိသာတန်ဃာတော်မှတပါအခြားသောကိုယ်ွယ်ရာသည်နတ္ထိမရှိပါတန်ဃာတော်ကိုတရဏံကိုယ်ွယ်ရာဟု၍ကိစ္ဆာမိစိကပ္ပယိတန်ဃာတော်ကိုပူဇေမိပူဇော်ပါ၏